ကဲကျွန်တော်အခု 7.1 our environmental war ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကဘာကြီးပေါ့နော်အဲ့ဒီအကြောင်းအရာလေးမှာတော့ပထမဆုံးချက်ကလေးက notes မှတ်ရမယ်ပို့ပြီးတော့မှတ်ရမယ်ချက်ကလေးပါ The environment is the surrounding comprising of hydrosphere, lithosphere, atmosphere and biosphere ဒါကမင်းတို့အထူးထွေတော့မဟုတ်ပါဘူးကလေးတို့သိပ္ပံမှာသင်ခဲ့ပြီးသားကဘာမြေကြီးကိုလွှာတူကြီး၄ခုနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့အကြောင်းအရာလေးပါအဲ့တော့ဖွဲ့စည်းထားတဲ့လွှာတူကြီး၄ခုကိုမေကွန်းတို့ကွက်လက်တွေအနေနဲ့မေးလို့ရတာပေါ့နော်အဲ့တော့ hydrosphere ရေထုရဲ့ lithosphere မြေထုရဲ့ atmosphere လေထုရဲ့ biosphere ဆိုဇီဝထုရဲ့ဆိုပြီးတော့ surrounding ဝန်းရံထားတဲ့ environment ပတ်ဝန်းကျင်ကြီးတို့ကဘာကြီးမှာပေါ့နော်ပတ်ဝန်းကျင်မှာဒီလွှာတူကြီး၄ခုနဲ့ဝန်းရံထားတယ်နောက်တစ်ချက် the flora and fauna operate အဲ့တော့ flora တွေ fauna တွေအပင်တွေပန်းပွင့်တဲ့အပင်မျိုးရင်းတွေနဲ့ fauna အကောင်ပလောင်လေးတွေပေါ့နော်အဲ့တော့အပင်တွေအကောင်ကြီးက operate ဆောင်ရွက်ပေးတယ် in the dynamic interaction အဲ့တော့ dynamic ကပြန်လာတော့လှုပ်ရှားနေတဲ့တက်ရောက်မှုတွေဘာတွေမှလဲ climate factor ရာသီဥတုဆိုင်ရာအချက်လက်တွေမှာ living thing ဒီတက်ရှိပစ္စည်းတွေနဲ့ natural resource တဘာဝတရားစတာအရင်းမြစ်တွေဒါတွေနဲ့ကြားထဲမှာ flora တွေ fauna တွေနဲ့dynamic interaction လုပ်တဲ့အခါမှာဒါဘာတွေတွေ့လဲ for survival and progress of all well-being တက်ရှိအားလုံးရဲ့ survival ရှင်သန်မှုနဲ့ progress တိုးတက်ဖြစ်ထွန်းဖို့အတွက်အဓိကဝန်ဆောင်ရပေးနေတာကတော့ flora နဲ့ fauna လေးတွေဒါလည်းမှန်မှန် quality မေးမယ်ဆိုမေးလို့ရတာပါပဲเนาะနောက်တစ်ခါ both natural and man-made chemical substance in the environment have a direct impact on human survival and development ဒီ natural ပဲဖြစ်ဖြစ် man-made ပဲဖြစ်ဖြစ် chemical substance တွေရှိတယ် in the environment ပတ်ဝန်းကျင်မှာအဲ့ဒီ chemical substance လေးတွေမှာ have a direct impact on human survival and development လူသားတွေရဲ့ survival ရှင်သန်မှုတွေမှာ development ဖွံ့ဖြိုးတိုးတက်မှုတွေမှာရော direct impact ဓာတ်ရိုက်သက်ရောက်မှုရှိတယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ဓာတုပစ္စည်းတွေလူဖန်တီးတာပဲဖြစ်ဖြစ်တဘာဝပစ္စည်းပဲဖြစ်ဖြစ်အဲ့ဓာတုပစ္စည်းတွေဒီလူသားတွေရဲ့ survival and development ရှင်သန်မှုနဲ့ဖွံ့ဖြိုးတိုးတက်မှုရဲ့အပေါ်မှာ direct impact ဓာတ်ရိုက်သက်ရောက်မှုရှိနေပါတယ် in this context ဒီခန်းကဏ္ဍမှာဆိုရင် the chemical reaction that take place in the environment ဒီပတ်ဝန်းကျင်မှာဖြစ်ထွန်းနေတဲ့ chemical reaction အားလုံးဒီ directly related to the natural matter cycling and transformation of the element on the earth အဲ့တော့ဒီအချက်နှစ်ချက်နဲ့တရားတရားမှုရှိနေတယ်ဘယ်အချက်နှစ်ချက်လဲ natural matter cycling တဘာဝပစ္စည်းတွေရဲ့တန်တရားလည်မှုနဲ့ transformation of the element on the earth ဆိုတဲ့ကဘာမြေကြီးပေါ်မှာရှိသောဓာတ်စင်တွေရဲ့အတွင်းတရံပြောင်းလဲမှုတွေဒီပတ်ဝန်းကျင်မှာရှိနေတဲ့ chemical reaction အားလုံးနဲ့ဓာတ်ရိုက်သက်ဆိုင်နေတယ်ဆိုတဲ့အကြောင်းကိုဆက်ပြီးတော့အကျယ်တဝန်းလေ့လာမှာဖြစ်ပါတယ်။ကဲအားလုံးနားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။အဆင်ပြေကြပါစေ။